ကြိုက်တဲ့ဆမ်မြခောက်ဆွဲနဲ့ငဖယ်လုံးဗီဒီယိုပါရှင်ဝယ်ယူပြုတ်ရည်နဲ့ငဖယ်လုံးပါရှင်ဝက်သားပါရှင်ဝက်သားနည်းငယ်ထည့်ပါတယ်စက်သွန်ကြော်နဲ့နည်းနည်းပင်ထည့်ပါတယ်ရှင်ဒါကျမကြိုက်ဆုံးတဲ့ကဝယ်ယူပြုတ်ရည်ငဖယ်လုံးဆမ်မြခောက်ဆွဲဗီဒီယိုပါရှင်စကြပါအောင်ရှင်